လေးစားတဲ့မိတ်ဆွေပေါင်းတို့ခင်ဗျာအင်နာမာဒီရဘ္ဘာနီဆိုလိုတာကအလ္လာဟ်ရဲ့နေမတ်တော်များဖဇ်လီရဘ္ဘာနီလည်းဖြစ်တယ်လို့အစ်ဘ်တီလာရဘ္ဘာနီလည်းဖြစ်ပါတယ်အင်နာမာဒီရဘ္ဘာနီဆိုလိုတာကအလ္လာဟ်ရှင်မြတ်ချီးမြှင့်ပေးတဲ့နေမတ်တော်များဒါဟာဖဇ်လီရဘ္ဘာနီဖြစ်တယ်အလ္လာဟ်ရဲ့ဖဇ်လ်ဖြစ်တယ်အစ်ဘ်တီလာရဘ္ဘာနီဖြစ်တယ်အလ္လာဟ်ရှင်မြတ်ရဲ့ဘက်ကချီးမြှင့်ထားတဲ့စမ်းသပ်မှုတွေအယုံဆိုင်ပြီးတော့စကားနားထောင်ပြီးခောက်ခောက်ခါကပြန်နားထောင်အလောင်းရှင်မြတ်ရဲ့ဘတ်တော်မှာဘလောက်ကြီးမားတဲ့နေအမတ်တွေချီးမြှင့်ပေးထားလဲဒါဒီအားလုံးကအလ္လာဟ်ရဲ့ဖဇ်လ်တွေပါဒုတိယတစ်ချက်ကဒီနေမတ်တော်တွေအလ္လာဟ်ချီးမြှင့်ပေးတယ်ဆိုတာကအလ္လာဟ်ဘက်ကစမ်းသပ်ခြင်းဖြစ်တယ်ဒါကြောင့်အင်နာမာဒီရဘ္ဘာနီယာဖဇ်လီရဘ္ဘာနီလည်းဖြစ်တယ်လို့အစ်ဘ်တီလာရဘ္ဘာနီလည်းဖြစ်တယ်အလ္လာဟ်မိမိကိုချီးမြှင့်ထားတဲ့နေမတ်တော်တွေထဲမှာဘယ်အင်ဆန်လူသားရဲ့ပင်ကိုယ်အရေးချင်းဒါမှမဟုတ်သူကြိုးစားထားတဲ့ကြိုးပမ်းမှုသူရဲ့လုပ်ငန်းဆောင်တာအစဘတ်တွေသူရဲ့ဆလာဟီယတ်အရေးအသွေးတွေဒါတွေနဲ့ဘာတစ်ခုမှမပတ်သက်ဘူးမြူမုံတော့မပတ်သက်ဘူးအလ္လာဟ်ရဲ့နေမတ်တော်တွေသူရတာအယုံဆိုင်ပြီးတော့နားထောင်ဘလောက်နေမတ်စည်းစိမ်နေမိမိမှာရရှိနေလဲဘလောက်ခဲဆိုတဲ့ကောင်းခြင်းတွေမိမိကရရှိပိုင်ဆိုင်ထားလဲဘလောက်ကောင်းမှုတွေကိုဟာပြုနိုင်တယ်လဲဘလောက်အာမလ်တွေကိုယ့်ရဲ့ခန္ဓာကိုယ်ကနေပြီးတော့ထွက်နေတယ်ဘလောက်ဆက်ဆုပ်ယွန်ရှာပွဲကောင်းတဲ့ဂုဏတွေကနေပြီးတော့မိမိကရှောင်နိုင်လဲဒါဒီအားလုံးဟာအလ္လာဟ်ရဲ့ဖဇ်လ်ကရမ်နဲ့ပဲရှောင်နိုင်ခြင်းဖြစ်ပါတယ်ဘလောက်နေအမတ်တွေကိုဟာရရှိလဲဘလောက်ဂုဏတွေကနေပြီးတော့မိမိဟာရှောင်နေနိုင်လဲဒါဒီအားလုံးဟာအလ္လာဟ်ရဲ့ဖဇ်လ်ကရမ်နဲ့ပဲဖြစ်နေတာမှာဒါကြောင့်အလ္လာဟ်ရှင်မြတ်ကသတိပေးထားတယ်လာဟောလာဝလာကူဝတာအစ်လာဘစ်လာဘလောက်ကောင်းခြင်းများအပေါ်မှာအမလုတ်ခွင့်ရခြင်းဘလောက်ဂုဏတွေကနေပြီးတော့ရှောင်ခွင့်ရခြင်းတီးတဲ့အလ္လာဟ်ကိုယ်တိုင်ချီးမြှင့်ပေးလိုက်တဲ့အခွင့်အရေးပါကိုယ့်ရဲ့ဆလာယတ်အရေးချင်းကြောင့်လည်းမဟုတ်တယ်လို့ကိုယ့်ရဲ့မေဟနတ်ကြိုးစားအားထုတ်မှုကြောင့်လည်းဒီလိုဂုဏတွေကနေရှောင်ခွင့်မရဘူးကိုယ့်ရဲ့အတွေ့အကြုံအရေးချင်းတွေပေါ်မှာလည်းဖြစ်လာတာမဟုတ်ဘူးဒီအရေးချင်းတွေကြောင့်အာမလည်းမလုပ်နိုင်တယ်လို့ကောင်းမှုလည်းမလုပ်နိုင်တယ်လို့ဂုဏတွေကနေပြီးတော့မရှောင်နိုင်ဘူးအလ္လာဟ်ရဲ့ဆီဖတ်တွေကဆီဖတ်တေကရီမ်အလ္လာဟ်ကရီမ်ဖြစ်တယ်အလ္လာဟ်ကရီမ်ဖြစ်တယ်ကရီမ်ဆိုတာဘာကိုခေါ်တာလဲသိလားကရီမ်ဆိုတာအလ္လာဟ်မိမိသဘောနဲ့နေအမတ်တွေပေးတာဘာနာကမလူလားပေမဲ့မတောင်းခံပေမဲ့ဒါကိုကရီမ်လို့ခေါ်တာရရရောရောအလ္လာဟ်ပေးတာစောင်းတွေထဲမှာရေးထားတဲ့အိုးအလ္လာဟ်ကတူရှင်မှာနေအမတ်တော်တွေကိုအလ္လာဟ်စတင်ပြီးတော့ဘာနာကိုချီးမြှင့်တယ်တကယ်တော့ဘာနာနဲ့တော့မထိုက်တန်ပါဘူးအဲ့ဒီနေအမတ်ဟာတကယ်တော့အဲ့ဒီနေအမတ်တွေနဲ့ဘာနာဟာအစင်းနဲ့မဖြစ်သေးဘူးအာယုံဆိုင်ပြီးတော့နားထောင်အစ္စတီဟ်ကာဆိုတာကဒီကောင်းတာလုပ်ဖို့အတွက်ကငါရဲ့ရွေးချယ်ပိုင်ခွင့်ရှိတယ်လို့ထင်နေတာဒီမကောင်းမှုကိုငါကိုယ်တိုင်ရှောင်ကျဉ်နိုင်ခဲ့တာလို့ထင်နေတာငါရဲ့အင်အားအရေးချင်းကြောင့်ဒီခိုင်ကောင်းခြင်းကိုငါလုပ်နိုင်ခဲ့တာလို့ထင်နေတာကိုယ့်ရဲ့ဆလာဟီယတ်နဲ့ကူဝတ်ကြောင်းလို့ထင်နေတာဒါဒီရှိလို့ငါမှဒီကုနာတွေရှောင်နိုင်တယ်လို့ထင်နေတာဒီအစ္စတေကာကကိုလူကောင်းသူကောင်းဖြစ်တယ်လို့ထင်မှတ်သွားစေတယ်ငါတော်တော်ကောင်းတဲ့လူပဲဒီလိုထင်သွားတာကိုစိတ်ကြီးဝင်သွားတာငါလူကောင်းသူကောင်းမှငါအရန်ကောင်းတယ်ဒီလိုထင်နေတာဒီအစ္စတေကာကိုရဲ့အရေးချင်းကြောင့်ဖြစ်တယ်လို့ထင်မှတ်သွားစေတယ်ကိုစိတ်ကြီးဝင်စေတယ်ကိုကောင်းတယ်လို့သိထင်လာပြီဆိုရင်သူတစ်ပါးကို तू အထင်သေးလာလိမ့်မယ်နေကီကောင်းမှုလောက်ခွင့်ရခြင်းကအလ္လာဟ်ချီးမြှင့်ပေးတဲ့ဖဇ်လ်ဆိုတာ तू သဘောမပေါက်တော့ဘူးဂုဏတွေကရှောင်ခွင့်ရခြင်းဒါအလ္လာဟ်ရဲ့နေမတ်ဆိုတာ तू သဘောမပေါက်တော့ဘူးဒီအစ္စတေဟကာငါရဲ့ကြိုးစားအားထုတ်မှုငါလုတ်ပိုင်ခွင့်ကြောင့်ဒီဂုဏတွေဒီကောင်းမှုတွေငါလုံနိုင်တာလို့ထင်သွားမှာလူကအစ္စတေကာဝင်လာရင်အေဂျာဘ်ဝင်လာမယ်အေဂျာဘ်ဆိုတာကိုအထင်ကြီးစိတ်ဝင်နေတာကိုခေါ်တယ်အဲ့ဒီစိတ်ကြောင့်ပဲ तू ကအေတေကာဖြစ်လာမယ်တခြားသူကို तू အထင်သေးတက်လာမယ်ဒီအေဂျာဘ်အလုံးထဲမှာမိမိကအကောင်းဆုံးလူလို့ထင်မှတ်တာဒီစိတ်ဓာတ်ကခဲကောင်းခြင်းတွေကနေမေဟရုံလက်မဲ့ဖြစ်သွားစေတယ်သူတစ်ပါးအပေါ်မှာဟကီးအထင်မြင်သိမိတဲ့စိတ်ဓာတ်ကဂုဏတွေကိုရောက်သွားစေတယ်စကားတွေကိုနားလည်ဖို့တော်တော်ခက်ပါတယ်အခက်ခါပြန်ပြီးတော့နားထောင်အစင်လာပြောနေကြစကားတွေကျွန်တော်ပြောနေတာမဟုတ်ပါဘူးအစနေပြန်နားထောင်တော်တော်မြင့်ခင်ဗျားတို့အတော်ပဲအကျိုးရှိတဲ့စကားတွေဖြစ်တယ်ပြန်ပြီးတော့နားထောင်ပေးပါဒီအစ္စတေဟ်ကာရဲ့စိတ်ဓာတ်ကမဟုတ်တဲ့အလ္လာဟ်ရဲ့ဖဇ်လ်မဟုတ်ငါအရေးချင်းကြောင့်ဖြစ်တာငါအခုရတဲ့အောင်မြင်မှုကငါကြိုးစားမှုကြောင့်ဖြစ်တာဒီလိုပြောတာငါအင်အားကြောင့်ဒီအာမလုံနိုင်တာငါမှဒီဆလာယတ်တွေရှိနေတာငါမလို့ဒီကောင်းမှုတွေလုံနိုင်တာတခြားသူဆိုလုံနိုင်မှာမဟုတ်ဘူးဒီအရေးချင်းအတွင်းစိတ်ဒီဂုဏကနေရှောင်နိုင်တာငါမှဒီအရေးချင်းရှိလို့ဒါကိုပြောတာအစ္စတေဟ်ကာရဲ့စိတ်ဓာတ်ကဟေဂျာဘ်ထဲမှာပါသွားတယ်အေဂျာဘ်ဆိုတာကိုအထင်ကြီးတာငါသိတယ်ငါတော်တယ်ငါတတ်တယ်အဲ့ဒီစိတ်ဓာတ်ကပဲတခြားသူတွေကိုအထင်သေးတက်လာတယ်ဒါကြောင့်ကောင်းခြင်းကနေမေဟရုံလက်မဲ့ဖြစ်သွားတယ်ဒီတရတိကအလ္လာဟ်ရဲ့ဥပဒေပါဒါကြောင့်ဘာသဘောပေါက်မှာလဲအလ္လာဟ်ရဲ့ဖဇ်လ်ပဲအာမာလီဒါဝတ်လုပ်ခွင့်ရခြင်းကအလ္လာဟ်ရဲ့ဖဇ်လ်ပဲနကလူဟရကတ်အလ္လာဟ်လန်ထွက်ခွင့်ရခြင်းကအလ္လာဟ်ရဲ့ဖဇ်လ်ပဲ
ပလီမာအချိန်ပေးခွင့်ရခြင်းကအလ္လာဟ်ရဲ့ဖဇလ်ပဲမဟုတ်လို့ကတော့ဂုဏ်ရဲ့အတိုင်းဝိုင်းနေတဲ့ကျွန်တော်တို့ဘယ်လောက်ရောက်သွားပြီလဲအခုတည်းဒီအွမ်မတ်ရဲ့တပ်ကအုပ်စုတအုပ်စုရှိနေပါတယ်လာယာနီထဲမှာအချိန်ကုန်နေတယ်အဲ့ဒီလိုပဲအကျိုးမဲ့တဲ့စကားတွေထဲမှာအချိန်ကုန်နေတယ်ဒါပေမဲ့အလ္လာဟ်ကကျွန်တော်တို့တွေကိုပလီထဲမှာလာပြီးတော့အချိန်ပေးစေတယ်ဒါကြောင့်ပြောမှာအလ်ဟမ်ဒူလ illah အခုပလီထဲမှာထိုင်နေတဲ့ဖရစ်စတာတွေရဲ့အတိုင်းဝိုင်းမှာပါဝင်ခွင့်ရတယ်အဲ့ဒီလိုပဲအလ္လာဟ်နဗီရဲ့စကားတွေကြားနာခွင့်ရတယ်ဘသူချီးမြှင့်ပေးလိုက်တဲ့ဖဇလ်လေအလ္လာဟ်ရဲ့ဖဇလ်ဖြစ်တယ်ဒါဝတ်ကတော့အလ္လာဟ်ရဲ့အဇီးနေမတ်ဖြစ်တယ်အကြီးကျယ်ဆုံးနေမတ်အလ္လာဟ်လမ်းမှာနကလူဟရကတ်ထွက်ခွင့်ရခြင်းကတော်တော်ကြီးကျယ်လာတဲ့နေမတ်အာမာလီဒါဝတ်နဲ့နကလူဟရကတ်ကဒါမျိုးဥပမာပြစရာမရှိအောင်အလွန်တရာကြီးကျယ်လာတဲ့တိဒတ်နေမတ်တော်တစ်ခုဖြစ်ပါတယ်ဘယ်မွတ်စလမန်တဦးတယောက်မှအာမာလီဒါဝတ်ကိုမလုပ်ဘဲနဲ့ခိုင်ရအွမ်မတ်ရဲ့အုပ်စုထဲမှာပါလို့ကိုမရတာအခုကျွန်တော်တင်ပြနေတဲ့စကားတွေကိုအာရုံစိုက်ပြီးနားထောင်ပြီးအကဲမွေးတဲ့ကနေပြီးတော့တည်တဲ့အချိန်ထိလူသားကစိတ်သားထဲမှာကုန်ခဲ့မယ်ဆိုရင်လေဒါမှမဟုတ်တတန်းတစ်ချောင်းလုံးစက္ကန့်မလန့်အောင်သူ့ရဲ့နှုတ်ရှာကနေပြီးတော့အလ္လာဟ်ရဲ့ဇီကီလုပ်နေမယ်မိမိပိုင်ဆိုင်ထားတဲ့ငွေကြေးကိုရတင်နေမှာတခါတည်းစင်းရဲသားတွေကိုတွားပြီးတော့ပေးကမ်းမယ်စွန့်ကြဲမယ်လှူဒန်းမယ်ဘလို့အခြေအနေအချိန်ခါမျိုးမှမဆိုအလ္လာဟ်တတ်မှတ်ပြဋ္ဌာန်းပေးထားတဲ့အလ္လာဟ်ရဲ့အမိန့်တော်ကိုလက်မလွတ်ခဲ့ဘူးအာမလီအားလုံးကိုတော့တိဆောက်ခဲ့ပါတယ်ဒါပေမဲ့အာမလီဒါဝတ်ကိုမလုပ်ခဲ့ဘူးဆိုရင်အလောင်းရှင်ရဲ့ထံတော်ဘာမှသူခိုင်အွမ်မတ်အုပ်စုထဲမှာမပါဘူးအလ္လာဟ်ကဒါမျိုးခွဲခြားပြသပေးလိုက်ပါတယ်အလ္လာဟ်ကိုယ်တိုင်တက်ဆင်လုပ်ပြပေးခဲ့ပါတယ်ဒါဒီအားလုံးကကုရ်အာန်ထဲမှာလာရှိတဲ့ကွန်တုမ်ခိုင်ရာအွမ်မာအလ္လာဟ်အမိန့်ပဲကွန်တုမ်ခိုင်ရာအွမ်မာအလ္လာဟ်ကိုယ်တိုင်အမိန့်ရှိနေတာနောက်ထပ်အာယတ်တော်မှာအင်နလ်လဇီနာအာမနူဝအမီလုဆာလီဟာတ်အူလိုင်ကခိုင်ရုလ်ဘရီယာမွတ်စလမန်ကိုအုပ်စုနဲ့အုပ်စုခွဲပြပြီးတယ်တစ်ခုကခိုင်ရအွမ်မတ်ရဲ့အုပ်စုနောက်တစ်ခုကခိုင်ရဘရီယာဒါကြောင့်ကျွန်တော်မွတ်စလမန်တယောက်ပါကုရ်အာန်ကတခါတည်းခွဲပြပေးပြီးသားကိစ္စဖြစ်တယ်ဘာမှဒီနေရာမှာတန်တရားဖြစ်เสียမလို့ဘူးတစ်ခုကခိုင်ရအွမ်မတ်ရဲ့အုပ်စုနောက်တော့အုပ်စုကခိုင်ရဘရီယာအလ္လာဟ်ဘလို့ခွဲပြပေးတယ်ခိုင်ရအွမ်မတ်နဲ့ခိုင်ရဘရီယာမာရှာအလ္လာဟ် तू အောင်မြင်မဲ့လူသားပဲဒါပေမဲ့ခိုင်ရအွမ်မတ်ထဲမှာ तू မပါဘူးအခုခိုင်ရအွမ်မတ်ထဲမင်းပါခြင်းနဲ့မလားတာမီရူနာဘီလ်မာရူဝတန်ဟောနာအနီလ်မွန်ကတ်အာမာလီဒါဝတ်ကိုလောက်ခိုင်းနေတာဒါကြောင့်ကျွန်တော်ပြောနေတာအာမာလီဒါဝတ်လုံမှာခိုင်ရီအွမ်မတ်ထဲမှာပါမယ်လို့အလ္လာဟ်အမိန့်ရှိထားတယ်နကလူဟရကတ်နဲ့အာမာလီဒါဝတ်ထဲမှာအကဲလူတစ်ယောက်ကအချိန်မပေးဘူးဆိုရင်ဆာဟာဘာတွေကခိုင်ရီအွမ်မတ်ရဲ့အုပ်စုထဲမှာမတတ်မှတ်ဘူးနကလူဟရကတ်အလ္လာဟ်လမ်းထွက်ခြင်းနဲ့အာမာလီဒါဝတ်ရဲ့အလုပ်ကိုမလုပ်ဘဲနဲ့ဆာဟာဘာများဟာမိမိကိုယ်မိမိခိုင်ရီအွမ်မတ်ထဲမှာမတတ်မှတ်ပါဘူးနဗီရဲ့ခေတ်ကိုလည်းမှီခဲ့တယ်နဗီရဲ့ဆိုဟဘတ်ကိုလည်းရခဲ့တယ်ဒီလိုလူတွေတောင်ဒီလိုမတတ်မှတ်ဘူးကျွန်တော်တို့ခေတ်ကမွတ်စလမန်တွေကအာမာလီဒါဝတ်လည်းမလုပ်ဘူးနကလူဟရကတ်လည်းမလုပ်ဘူးကိုယ့်ရဲ့အိမ်မှာကိုထိုင်နေနဲ့ကိုအကောင်းဆုံးအွမ်မတ်လို့တတ်မှတ်ထားတာအခုမွတ်စလမန်ရဲ့အတွေ့ကဘယ်ရောက်သွားပြီလဲဒီကိစ္စကိုဟဇရတ်ဥမာရဒီအလ္လာဟူတာလာနုတခင်ကိုယ်တိုင်အမိန့်ရှိတာအကဲဒါအာမာလီဒါဝတ်ကိုမလုပ်ဘဲနဲ့အလ္လာဟ်ကမွတ်စလမန်ကိုခိုင်ရအွမ်မတ်ထဲထည့်မယ်ဆိုလို့ရှိရင်ကုရ်အာန်ထဲမှာကွန်တုမ်လို့အလ္လာဟ်မသုံးဘူးတဲ့အန်တုမ်ဆိုပြီးသုံးပါအလ္လာဟ်ကိုယ်တိုင်သုံးလိုက်မှာပေါ့တဲ့အန်တုမ်လို့သုံးပါဘာလို့ကွန်တုမ်လို့သုံးပါလဲကွန်တုမ်ခိုင်ရာအွမ်မတ်င်ဥခရီဂျတ်လင်နာစတာမူရူနာဘီလ်မာရူအကဲနောက်ဇဘီလာအဲ့လိုမရေးဘဲနဲ့အန်တုမ်ခိုင်ရာအွမ်မာဆိုပြီးတော့ရေးမှာပေါ့တဲ့မင်းတို့အားလုံးဒီတမန်တော်ရဲ့အွမ်မတ်တွေကအကောင်းဆုံးအွမ်မတ်ပဲလို့ရေးမှာပေါ့ဒါကြောင့်ကွန်တုမ်ခိုင်ရာအွမ်မာတာမူရူနာဘီလ်မာရူဝတန်ဟောနာအနီလ်မွန်ကန်အာမာလီဒါဝတ်အလုပ်ကိုလုပ်ဖို့အတွက်အလ္လာဟ်ကိုယ်တိုင်ရှရတ်အဖြစ်နဲ့တတ်မှတ်ပေးလိုက်ဒါကြောင့်အာမာလီဒါဝတ်ရဲ့အလုပ်ကိုမလုပ်ဘဲနဲ့ကြိုက်တဲ့ကောင်းမှုအာမာလီကိုလုပ်ပါအလ္လာဟ်ကသူ့ကိုအကောင်းဆုံးသောအွမ်မတ်ထဲမှာတော့မထည့်ဘူးအကောင်းဆုံးအဖန်ဆင်းကန်အုပ်စုထဲမှာတော့အလ္လာဟ်ထားမယ်ခိုင်ရအွမ်မတ်မဟုတ်ဘူးအလ္လာဟ်ခိုင်ရဘရီယာဆိုပြီးတော့သုံးထားတကယ်တမ်းကျတော့အလ္လာဟ်တဘာရကဝတာအာလာဟာကျွန်တော်တို့ကဲ့သို့မွတ်စလမန်တွေကိုအာမာလီဒါဝတ်နဲ့နကလူဟရကတ်မှာပါဝင်စေပြီးတော့အလ္လာဟ်ကဒီခွင့်ရေးပေးပြီးတဲ့နောက်ပိုင်းမှာမွတ်စလမန်များကိုအလ္လာဟ်ကနဗီများကဲ့သို့အလ္လာဟ်ချီးမြှင့်ပေးခြင်းနာနဗီတမန်တော်များကဲ့သို့အလ္လာဟ်ချီးမြှင့်ပေးခြင်းတယ်လို့အလ္လာမာအစ်ဘနီကဆီရ်ကအမိန့်ရှိတယ်တဖ်ဆီရ်အစ်ဘနီကဆီရ်ကျမ်းထဲမှာအမိန့်ရှိတယ်ဒီဟာဒီစ်ကုဒူစီကိုရေးထားတယ်အလောင်းရှင်မြတ်ကကိုယ်တိုင်အမိန့်ရှိထားတယ်ငါရှင်မြတ်ကအွမ်မတ်အဖြစ်နဲ့ပြုလုပ်ထားမှာအလောင်းရှင်မြတ်ကအမိန့်ရှိတယ်သူတို့ကိုဖရာအစ်နဲ့နဝါဖီလ်မှာသူတို့ရဲ့အစ္စတီမာယီအာမလ်နဲ့အင်ဖီရာဒီအာမလ်မှာနဗီများကဲ့သို့ငါအရှင်မြတ်ကချီးမြှင့်ခြင်းနာအစ္စတီမာယီဇီမေဒါရီပြီးတော့အင်ဖီရာဒီအာမလ်ဒါတွေကနဗီကိုချီးမြှင့်ပေးခဲ့တဲ့အရာတွေကိုဒီအွမ်မတ်ကိုအလ္လာဟ်ချီးမြှင့်ပေးမှာကဲအလ္လာဟ်ရှင်မြတ်ကအမိန့်ရှိတယ်ဒီအွမ်မတ်ကကိုယ့်ရဲ့ဇီမေဒါရီတာဝန်ကိုထမ်းဆောင်ပြီးတော့ပြန်လာခဲ့မယ်ဆိုရင်တာဝန်ကျေပြီးတော့ပြန်လာခဲ့မယ်ဆိုရင်အရှင်မြတ်ကထိုသူများရဲ့မျက်နာကိုနဗီများရဲ့မျက်နာကဲ့သို့နိုလင်းဝဲမှုချီးမြှင့်ပေးမှာထို
ထိုအလုတ်တောင်းဝန်ကိုထမ်းဆောင်ခဲ့တဲ့သူတွေကိုနဗီများရဲ့မျက်နာကဲ့သို့နူရာနီယတ်မျိုးအလ္လာဟ်ချီးမြှင့်ပေးမှာအလ္လာဟ်ဘာတွေပေးမှာလဲနဗီများကဲ့သို့နူရာနီယတ်ပေးမှာရူဟာနီယတ်ပေးမှာနဗီများကဲ့သို့အလ္လာဟ်ကအစ်ကရမ်ဂုဏ်ပြုမှာပြီးတော့အလ္လာဟ်ကအဟ်ဆာန်လုပ်မှာကျေးဇူးပြုမှာအလ္လာဟ်ကဒီအွမ်မတ်ထဲမှာအလ္လာဟ်ကျွန်တော်တို့ကိုပေါက်ဖွားစေလိုက်တယ်ပြီးတော့ဒီအလုတ်တောင်းဝန်ကိုချီးမြှင့်ပေးလိုက်တယ်သို့တော့ဒီဖဇီလတ်ရဲ့တက္ကာစာတောင်းဆိုမှုကဘာတွေရှိလဲဒီဖဇီလတ်နဲ့ပတ်သက်ပြီးတော့အချက်နှစ်ချက်ရှိပါတယ်တစ်ချက်ကရှုကရာနီနေအမတ်လို့ခေါ်တဲ့အရာနဲ့ကုဖရာနီနေအမတ်လို့ခေါ်တဲ့အရာနေအမတ်ကိုရှုကလုပ်ခြင်းနဲ့နေအမတ်ကိုညှင်းဆန်ခြင်းအလ္လာဟ်ချီးမြှင့်တဲ့နေအမတ်ကိုသူကရှုကလုပ်လားကုဖရာနီနေအမတ်ဆိုတာကအလ္လာဟ်ရဲ့နေအမတ်များအပေါ်မှာတန်မှုမထားခြင်းဒီနေအမတ်ကိုတန်မှုထားလဲဆိုတာဘာလို့ဆိုလိုတာလဲအလ္လာဟ်ကဒါဝတ်မှာအချိန်ပေးဖို့အခွင့်အရေးပေးလိုက်တယ်အာမာလီဒါဝတ်ရဲ့နစ်ဘတ်ကိုအလ္လာဟ်ချီးမြှင့်ပေးလိုက်တယ်နကလူဟရကတ်အလ္လာဟ်လမ်းထွက်ဖို့အလ္လာဟ်အခွင့်အရေးပေးလိုက်တယ်အဲ့ဒီအလ္လာဟ်ရဲ့နေအမတ်တော်ရဲ့တောင်းဆိုမှုတစ်ခုကဘာလဲဆိုတော့မိမိရဲ့ဟာဂျတ်လူအင်ဆန်နာလူအချက်တွေမိမိဖြစ်ချင်နေတဲ့ဆန္ဒတွေမိမိရဲ့အိမ်သူအိမ်သားများရဲ့တက္ကာစာများကိုဒါဝတ်ရဲ့တက္ကာစာကြောင့်နောက်ဆိုင်လိုက်တာဒါဟာအလ္လာဟ်ချီးမြှင့်ပေးတဲ့နေအမတ်ကိုတန်ဖိုးထားခြင်းအလူတဘောမိမိရဲ့ဂျစ်မာနီခန္ဓာကိုယ်ရဲ့ဟာဂျတ်တွေကိုယ့်ရဲ့စိတ်ရဲ့လူအင်ဆန်နာလူအချက်တွေအိမ်သူအိမ်သားများရဲ့တက္ကာစာတောင်းဆိုမှုတွေဒါဝတ်အတွက်နောက်ဆိုင်လိုက်ခြင်းကိုခေါ်တာဒါဝတ်ရဲ့တက္ကာစာကိုကိုယ့်ရဲ့တက္ကာစာထပ်ပို့ပြီးတော့ဦးစားပေးလိုက်တာဒါကိုပြောတာပါရှုကရာနီနေမတ်ဆိုတာနှုတ်ရှာကအလ်ဟမ်ဒူလ illah လို့ဆိုနေတာအလ္လာဟ်ကိုရှုကလုပ်ခြင်းရဲ့အနှိမ်ဆုံးရှုကဖြစ်တယ်အလ်ဟမ်ဒူလ illah ဆိုမိတာကအနှိမ်ဆုံးကျေးဇူးတည်တတ်ခြင်းဒါဝတ်ရဲ့တက္ကာစာများကိုကိုယ့်ကိုယ်ရာတက္ကာစာများအတွက်ကိုရဘာနီလုပ်လိုက်တယ်စွန့်လွတ်လိုက်တယ်နကလူဟရကတ်အလ္လာဟ်လမ်းထွက်ခြင်းရဲ့တက္ကာစာများကိုမိသားစုအတွက်အိမ်သူအိမ်သားများအတွက်စွန့်လွတ်ခဲ့တယ်အဲ့ဒီလိုလူတစ်ယောက်ရဲ့အလ်ဟမ်ဒူလ illah ဆိုခြင်းကိုကမရဒူဖြစ်နေတာအယုံဆက်ပြီးတော့စကားနားထောင်ပေးပါအလ်ဟမ်ဒူလ illah ရှုကိုရရဲ့ဇကလုံးအနှိမ်ဆုံးရှုကိုလုပ်ခြင်းတကယ်နဲ့အလ္လာဟ်ရဲ့နေမတ်ရဲ့ရှုကိုအစစ်အမှန်ကဒါဝတ်ရဲ့တက္ကာစာများကြောင့်မိမိရဲ့ကိုယ်ကိုယ်ရာလိုအပ်ချက်ကိစ္စတွေအားလုံးကိုနောက်ဆိုင်လိုက်ခြင်းဒါဝတ်ရဲ့တက္ကာစာများကြောင့်မိမိရဲ့လူအင်ဆန္ဒတွေနောက်ဆိုင်လိုက်ခြင်းအကဲမိသားစုကြောင့်အိမ်သူအိမ်သားများကြောင့်ဒါဝတ်ရဲ့တက္ကာစာကိုနောက်ဆိုင်လိုက်ခဲ့မယ်ဆိုရင်သူဟာအလ္လာဟ်ရဲ့နေမတ်ရဲ့ရှုကိုကိုသူဖျက်ဆီးလိုက်တာပဲအဲ့ဒီလူတစ်ယောက်ရဲ့အလ်ဟမ်ဒူလ illah ဆိုခြင်းကိုမရဒူဖြစ်နေတာမော်လာယူဆုဆာရဟ်မတ်တူလာအလိုင်အမိရှိတော်မူတယ်အလောင်းရှင်မြတ်ကဒီအလုံးမှာကဘူလီယတ်လက်ခံခြင်းအလောင်းရှင်မြတ်ကဒီအလုံးမှာအလ္လာဟ်ကဘူလုပ်တော်မူပါတယ်ဒီလိုကဘူလုပ်လိုက်ခြင်းဟာသူ့ရဲ့ဆလာဟီယတ်အရေးအသွေးတွေပေါ်အခြေခံထားတာမဟုတ်ပါဘူးအဲ့ဒီလူမှာဘာအရေးချင်းတွေဘလို့ပညာတွေတိုက်ရမလဲဒါတွေကိုအခြေခံထားတာမဟုတ်သို့ဒါမကအလ္လာဟ်ရှင်မြတ်ကဒီအလုံးမှာကဘူပြုလက်ခံလိုက်ခြင်းဆိုတာကဆလာယတ်အပေါ်မှာအခြေခံထားတာမဟုတ်ပါဘူးစီဖတ်အပေါ်မှာအခြေခံထားခြင်းဖြစ်ပါမယ်စီဖတ်ကြောင့်အလ္လာဟ်ကဘူလုပ်မှာအခုပြောပါမိတ်ဆွေဘယ်ပေါ်အခြေခံထားတာလဲကိုအလ္လာဟ်လက်ခံတာလူလားတယ်မလားအကဲဒီဒါဝတ်ရဲ့အလုံးမှာအလ္လာဟ်ကဘူပြုတာကိုလူလားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစီဖတ်ဒီကိုမွေးမြူရမယ်အဲ့ဒီအတွက်စီဖတ်၄မျိုးလိုအပ်တယ်အကဲဒီစီဖတ်၄မျိုးမရှိဘူးဆိုလို့ရှိရင်မှတ်ထားပါမိတ်ဆွေရှဟူရတ်ကြော်ကြားမှုအပေါ်မှာကျွန်တော်တို့အလုပ်လုပ်နေတာကဘူလီယတ်ရဲ့အပေါ်မှာအလုပ်လုပ်နေတာမဟုတ်ဘူးအကဲဒီစီဖတ်အရေးချင်း၄မျိုးမရှိဘူးဆိုရင်သူ့ရဲ့ဒါဝတ်အလုပ်လုပ်နေခြင်းဟာကြော်ကြားမှုတစ်ခုအတွက်ပါပဲလူတွေထမ်းမှာ तू ကကြော်ကြားသွားလိမ့်မယ်မာရှာလာ तू ကတော်တော်အလ္လာဟ်လက်မှာအချိန်ပြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မာရှာလာ तू ဘယန်နေကအရန်ကောင်းတာပဲ तू ဘာသာပြန်နေအရန်ကောင်းတယ်တကယ်တော့ तू အလုပ်လုပ်နေတာရှူဟရတ်ရဲ့အပေါ်မှာအလုပ်လုပ်နေတာကြော်ကြားမှုအပေါ်မှာနံပါတ်1သူ့ရဲ့အသက်ကသူ့ရဲ့အမြင်မှတန်မှုမဲ့သွားရမယ်မဲနဲ့လုပ်ရင်းနဲ့သူ့ရဲ့ဂျန်ကတန်မှုမဲ့သွားတယ်မဲနဲ့လုပ်ရင်းနဲ့သူ့ရဲ့ဂျန်အသက်ရဲ့တန်မှုကဘာမှမဲ့သွားတယ်မရှိတော့ဘူးဒီနေ့တက္ကာစာတောင်းဆိုမှုတွေသူ့အရှိကိုရောက်လာတဲ့အခါအွမ်မတ်ရဲ့အစ်တီဒါဘာသာမဲ့မှုတွေသူ့အရှိမှကြားသိရပြီဆိုရင်သူ့ရဲ့ဂျန်အသက်ကသူ့အရှိမှဒါမျိုးတန်မှုမဲ့သွားတယ်ဖနာအောင်မှာပေးနေတဲ့မြေကြီးလိုပဲသူ့ရဲ့ဂျန်အသက်ကဘာမှတန်မှုမရှိတော့ဘူးဒါကြောင့်ပထမတစ်ချက်ကဘာလဲဆိုတော့သူ့ရဲ့ဂျန်ကဘေကီမတ်ပဲတန်မှုမဲ့သွားမယ်မော်လာအီလီဆာရဟ်မတ်တူလာအလိုင်အမိရှိတော်မူပါတယ်နားထောင်ပါဟဇရတ်ဂျီမော်လာအီလီဆာရဟ်မတ်တူလာအလိုင်အမိရှိတော်မူပါတယ်ဆာဟာဘာများရဲ့ဂျာနဲ့မာဥစ္စာပစ္စည်းနဲ့အသက်ဟာတန်မိုးမဲ့သွားတဲ့ဒီနဲ့တက္ကာစာတွေအတွက်အဲ့ဒီလိုတန်မိုးမရှိတော့တဲ့အခြေအနေမျိုးမှာဆာဟာဘာတွေဟာသူတို့ရဲ့ဂျာနဲ့မာကိုတန်မိုးမထားတော့ဘူးဒီအတွက်အဲ့ဒီလိုအခြေအနေမျိုးမှာတလောကလုံးမှာဒီကိုရှင်တန်အောင်ကြိုးပမ်းခဲ့တာဒါပေမဲ့ကျွန်တော်တို့ရဲ့အမြင်မှာကကျွန်တော်တို့ရဲ့အသက်နဲ့ကျွန်တော်တို့ရဲ့ဥစ္စာပစ္စည်းကအလွန်မဲ့တန်မိုးရှိနေတော့တလောကလုံးမှာဒီဟာကျဆင်းနေတာဆာဟာဘာများရဲ့ဂျာနဲ့မာဘာမှတန်မိုးမရှိတော့ဘူးအဲ့ဒီအခြေအနေမျိုးမှာတလောကလုံးမှာဒီဟာရှင်တန်သွားတယ်ဒါပေမဲ့ကျွန်တော်တို့အရှိမကမိမိရဲ့ဂျာနဲ့မာဟာတော်တော်ပဲတန်မိုးရှိနေတော့တလောကလုံးမှာဒီဟာကျဆင်းသွားတယ်တကယ်တော့အပြစ်ရှိတဲ့သူဟာကျွန်တော်တို့ကိုယ်တိုင်ပါပဲအလ္လာဟ်ထံမှာကဘူလ်ဖြစ်ဖို့အတွက်ကအရေးချင်း၄ခုလိုပါတယ်နံပါတ်1ကဂျာန်ဟာဘေကီမတ်ဖြစ်သွားမယ်တန်မိုးမဲ့သွားမယ်မာလ်ဥစ္စာပစ္စည်းကလည်းတန်မိုးမဲ့သွားမယ်အဟလူအေဟာမိသားစုကလည်းတန်မိုးမဲ့သွားရမယ်
မိမိရဲ့အဂရတ်ရီမန်းချက်တွေဟာတန်မိုးမဲ့သွားရမယ်ဘာလို့ချင်းနေတာလဲအောင်မြင်မှုလားရှေ့ရောက်ချင်တာလားတိုးတက်ချင်နေတာလားကိုကသူများရဲ့အကူအညီနဲ့ရှေ့ကိုရောက်ချင်နေတယ်အဲ့ဒီလိုပဲဟာဇကြီးကအမိရှိပါတယ်သူတို့မရဲ့အကူအညီနဲ့ကိုကရှေ့ရောက်ချင်နေတယ်ဆိုတာဒါကတော့ဂျနာဇာပါပဲဂျနာဇာဆိုတာသိလားငါ့ကိုရှေ့ကိုပို့ပြီးငါ့ကိုတည်ပြီးရှေ့ကိုရှေ့ပြီးဂျနာဇာ तू ကအသက်မရှိတော့ဘူးကိုယ်တိုင်မသွားတတ်တော့ဘူးကိုကအရှိကိုရောက်ဖို့အတွက်တောင်းဆိုနေတဲ့သူရဲ့ပမာကဒီလိုပမာပါပဲအဲ့ဒါကဂျနာဇာပါပဲကတ်တေမူနီငါ့ကိုရှေ့ကိုတည်ပြီးရွှေ့ပြီးမင်းတို့ငါ့ကိုရှေ့တန်းတင်ကြငါ့ကိုရှေ့မှာနေရာပေးကြဒီလိုဆန္ဒရှိနေတာဂျနာဇာပမာပါပဲဒါကြောင့်အချက်၄ချက်သတိထားပါမိမိရဲ့ဂျန်ကတန်မိုးမဲ့သွားမယ်မိမိရဲ့မာဥစ္စာပစ္စည်းတန်မိုးမဲ့သွားမယ်မိမိရဲ့မိသားစုတန်မိုးမဲ့သွားမယ်အဲ့ဒီလိုပဲနှလုံးသားထဲမှာအဂရတ်ကိုချိုးဖတ်မှုတွေကင်းရှင်းသွားမယ်တခုပါပဲအလ္လာဟ်ကျွန်တော်ကိုကြည်နိုင်ရင်တော်ပြီနံပါတ်1ကအသက်ကတန်မိုးမဲ့သွားမယ်ဥစ္စာပစ္စည်းတန်မိုးမဲ့သွားမယ်မိသားစုတန်မိုးမဲ့သွားမယ်နှလုံးသားထဲမှာကိုကြီးကိုတာကိုချိုးဖတ်မှုတွေတန်မိုးမရှိသွားဘူးခါလီဖြစ်ရမယ်အလ္လာဟ်ရဲ့ဖဇလ်မှာအစင်တန်းတစ်ခုရှိပါတယ်ရှုကရာနီနေမတ်နဲ့ကိုဖရာနီနေမတ်ဒီနှစ်ခုရှိတယ်တခုကအလ္လာဟ်ပေးထားတဲ့နေမတ်တော်တွေကိုရှုကလုပ်မှလားဒါမှမဟုတ်တန်မိုးမထားဘူးလားအကဲရှုကလုပ်ခဲ့မယ်ဆိုရင်အလ္လာဟ်ရဲ့ထံတော်ဘက်မှာအလ္လာဟ်သူ့ကိုကဘူလုပ်လိုက်မှာတကယ်လို့ကဘူဖြစ်သွားပြီဆိုရင်အလ္လာဟ်ကိုယ်တိုင်သူ့ကိုဂုဏ်ပေးတော့မှာအကရမ်လုပ်အကဲရှုကမလုပ်ဘဲနဲ့နေမတ်ကိုနာကဒရီလုပ်မယ်ညှင်းဆန်မယ်ဆိုရင်အလ္လာဟ်နားလေနိုင်စွာချီးမြှင့်ပေးသနာတော်မူပါစေဘလောက်တက္ကစာတွေပြည့်စည်သွားလဲအခုအလုံးမလုံးဘဲနဲ့ထိုင်းနေကြတယ်ကိုယ့်ရဲ့ရီမန်းချက်နဲ့လူဝင်ဆန္ဒအတွက်ထိုင်းနေတယ်ကိုယ့်ရဲ့ဂျားနဲ့မာလ်ကလည်းဥစ္စာနဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်းရှာသည်တွေအလှမင်္ဂလာပွဲတွေမှာပွဲခံနေတယ်အဆောင်ဦးကလည်းရှမ်းသားပဲကားတွေကလည်းတကယ်အဆင့်မြင့်တဲ့ကားတွေပေါ့မှာရှိုက်တန်အကောင့်100ပေါင်းပြီးတော့နှောက်ဆိုင်တော့ဒီလောက်မပြတ်စည်းဘူးလေအခုမိုဘိုင်းကပို့ဆိုးနေတယ်ကိုယ့်ရဲ့လုံလို့စင်တစ်ခုလိုဖြစ်လာတယ်ဘာလဲဆိုတော့ကိုကသူများထပ်ပို့ပြီးတော့ရှေ့မှာရောက်ချင်တယ်ကြော်ကြားချင်တယ်နေရာရချင်တောင်ပြောတာကိုဖရာနီနေမတ်လို့ခေါ်တယ်အလ္လာဟ်ရဲ့နေမတ်ကိုတန်မိုးမထားဘူးဒါကြောင့်ကိုဖရာနီနေမတ်ဝင်လာပြီဆိုဟေရမာနီနေမတ်ဘောကိုရောက်သွားတယ်အလ္လာဟ်ချီးမြှင့်ပေးတဲ့နေမတ်တော်တွေကသူကလက်မဲ့ဖြစ်သွားဒီလိုနာကဒရီလှုပ်လိုက်ခြင်းအပေါ်မှာသူဟာနေမတ်ကနေပြီးတော့လက်မဲ့ဖြစ်သွားလွန်ကြောက်မှုဖွယ်ကောင်းတဲ့ကိစ္စဖြစ်တယ်အလ္လာဟ်ကျွန်တော်တို့အားလုံးကိုထိန်းသိမ်းတော်မူပါစေအလ္လာဟ်ဟိဖာဇ်လုပ်တော်မူပါစေကိုဖရာနီနေမတ်ကြောင့်အလ္လာဟ်နေမတ်ကိုတန်မိုးမထားလို့ဟေရမာနီနေမတ်ရဲ့ဖိုက်ဆလာလုပ်လိုက်တယ်အလ္လာဟ်လက်မဲ့လုပ်လိုက်တယ်မင်းဟာငါအရှင်ချင်းမြင့်တဲ့နေမတ်နဲ့မထိုက်တတ်ဘူးခွင့်ရမျိုးစုံပေးတယ်ဒါပေမဲ့လက်မဲ့လုပ်လိုက်တယ်အလ္လာဟ်မောင်းထုတ်လိုက်တယ်ဘလောက်တက္ကစာတွေပဲရှိနေရွက်ကင်ပြီးတော့မင်းထိုင်းနေတယ်သွားတော့အခုရပြီဟေရမာနီနေမတ်ဆိုတာတောင်းခေါ်တာမှတ်ထားပါမိတ်ဆွေအလ္လာဟ်ရဲ့ထံတော်ဘာကနေပြီးတော့ဟေရမာနီရဲ့ဖိုက်ဆလာဖြစ်သွားပြီဆိုရင်ဘလူးကသူ့လက်ကိုဆွဲထားလို့ကိုမရတော့ဘူးအလ္လာဟ်လက်မဲ့လှုပ်လိုက်ပြီးပြန်ရုပ်သိမ်းလိုက်ပြီးသွားတော့မင်းအရန်နာကတ်တီလှုပ်တယ်မောင်နာမတ်ဆာပါလမ်ဘူဒီအမေရှိတယ်ဘလောက်ကျွန်တော်တို့တက္ကစာတွေပူတာလှုပ်လိုက်လေဖြည့်ဆည်းလိုက်လေဘလောက်တော့အရေးအတွက်တွေများသွားလဲဘလောက်အီဘာဒတ်တွေကျွန်တော်တို့လှုပ်ခွင့်ရလဲဘလောက်တော့နေကီကောင်းမှုတွေကျွန်တော်တို့လှုပ်နေရလဲဒါဒီအားလုံးဟာအလ္လာဟ်ခွင့်ရေးပေးတာပါခလေးကိုသိတယ်မလားခလေးတွေလမ်းလျှောက်တာသိတယ်မလားပြုံးမကြောက်သူမိဘသူ့ရဲ့လက်ကိုဆွဲထားတယ်လက်ကိုကင်ထားတယ်တကယ်တော့လက်ကင်ပြီးတော့သူသွားနေရတာပါမောလာနာအမေရှိတယ်မှတ်ထားအကယ်သူ့ရဲ့ဘေးအူဆူလီဒီကြောင့်တွဲထားတဲ့အလ္လာဟ်ရဲ့လက်ကိုဖြုတ်လိုက်ပြီးဆိုရင်နောက်ဘယ်တော့မှအဲ့ဒီလက်ကိုဆွဲပြီးမဲ့လူတွေ့မှာမဟုတ်တော့ဘူးအရန်ကြောက်ဖို့ကောင်းတဲ့ကိစ္စဖြစ်နာကဒရီဆိုတာတော်တော်ကြောက်ဖို့ကောင်းတဲ့ကိစ္စဖြစ်အလ္လာဟ်မရှိတယ်ဝလိုင်ကဖတ်တိုအင်နာအဇာဘီလာရှဒီငါအလ္လာဟ်ရဲ့နေမတ်များပေါ်မှာနာကဒရီလုပ်မယ်ဆိုရင်ငါအလ္လာဟ်ရဲ့အဇမ်ကတော်တော်ပြင်းထန်တယ်နော်ဒါကြောင့်ကုဖရာနီနေမတ်ကိုကြောင်းခံပြီးတော့နေမတ်တွေကနေပြီးတော့ဟေရမန်ဖြစ်မယ်လက်မဲ့ဖြစ်ရမယ်အလ္လာဟ်အခွင့်အရေးအချိန်ချင်းပေးခဲ့ပါတယ်အခုတော့ရပြီရက်လိုက်တော့ဘနီအစ္စရာအီကိုအလ္လာဟ်အချိန်ချင်းအခွင့်အရေးပေးတယ်နဗီတွေရဲ့သားသမီးတွေဖြစ်တယ်အစ္စရာအီယာဘနီအစ္စရာအီဆိုတာဟာဇ်ယာကုဘ်အလိုင်ဆလမ်ရဲ့နာမည်အိုးတမန်တော်ယာကုဘ်အလိုင်ဆလမ်ရဲ့သားသမီးတို့အိုးနဗီများရဲ့သားသမီးအလ္လာဟ်တလူဘွယ်လူတွေနဲ့ခေါ်တယ်ဥစကူရိုနေမတ်တီအနမ်တောအလိုင်အလ္လာဟ်အမျိုးမျိုးနေမတ်တီပေးခဲ့တယ်မဟုတ်လားမင်းတို့အုပ်စုထဲမှာနဗီဖြစ်ခွင့်ကအလ္လာဟ်ပေးခဲ့တယ်အုပ်ချုပ်ခွင့်ကအလ္လာဟ်ချီးမြှင့်ပေးခဲ့တယ်နဗူဝတ်လည်းမင်းတို့ထဲကရတာမဟုတ်ဘူးလားအုပ်ချုပ်မှုလည်းမင်းတို့ထဲကရတာမဟုတ်ဘူးလားဒါတော့မှအလ္လာဟ်ရဲ့နေမတ်ကိုနာကတ်တီလုပ်တယ်တက္ကစာတွေပြည့်စည်ကုန်ပြီဒင်းကလည်းပျောက်ကွယ်ကုန်ပြီဒါတော့မှအလ္လာဟ်ရဲ့နေမတ်ကိုသူတို့နာကတ်တီလုပ်တဲ့အပေါ်မှာအလ္လာဟ်အဇာဘ်၄မျိုးပေးတော်မူခဲ့ပါတယ်အဇာဘ်၄မျိုးကသူတို့နဲ့အတူကီယာမတ်ထိရှိနေမှာလူကအသက်ရှင်မှုဘယ်လိုလေရှူရလဲအဲ့လိုပဲယဟုဒ်နဆရာရဲ့အပေါ်မှာအလ္လာဟ်ရဲ့အဇာဘ်၄မျိုးကအမြဲတမ်းရှိနေမှာစက္ကန့်တိုင်းမှာအလ္လာဟ်ရဲ့ဒေါသသူတို့အပေါ်မှာရှိနေတယ်
ghairil maghdubi Allahရဲ့ ghazab သူတို့ရဲ့အပေါ်မှာရှိနေတယ် Allahရဲ့ဒေါသသူတို့နဲ့အတူတူရှိနေတယ်နေမတ်ကိုနာကတိလောက်ခဲ့တဲ့အပေါ်မှာဝလာဒန်လီစက္ကနိုင်မှာဂုမရာလမ်းမအပေါ်မှာသူတို့ရှိနေတယ် Allahရဲ့ ghazab ရှိတဲ့ဒလာလတ်ဆိုတဲ့လမ်းမအပေါ်မှာသူတို့ရှိတဲ့နှစ်ခု ghazab နဲ့ဒလာလတ်ဘယ်ဘဝရောက်သွားလဲနဗီတွေရဲ့သားသမီးတွေသူတို့ရောက်သွားတဲ့ဘဝက ghairil maghdubi alaihim waladdallin မင်းတို့အားလုံးရဲ့အပေါ်မှာ Allah ရဲ့ ghazab ရှိတဲ့ဒေါသရှိတဲ့မင်းတို့အားလုံးဒလာလတ်အပေါ်မှာရှိတယ်ဝဒူရိဘတ် alaihim dhillatu wal maskana နံပါတ်3နဲ့နံပါတ်4ကီယာမတ်ဒီအထိဒီယဟုဒ်နဲ့နဆရာဟာကမ္ဘာလူသားတို့တရားလုံးရဲ့အရှိမသူတို့ဇလီလ်ဘဝနဲ့တိတ်ခါမဲ့တဲ့ဘဝတက်တန်းကိုပိုင်ဆိုင်ရမယ်ပြီးတော့ဖကီရီရဲ့တက်တန်းကိုပိုင်ဆိုင်ရမယ်ဘယ်ယဟုဒ်မှာဘယ်လူသားတို့တရားရဲ့အရှိမဘယ်တော့မှသူကအစ္စတ်မရဘူးဒါကြောင့်ယဟုဒ်ကဇလီလ်ဖြစ်မှာတစ်ခုကဇီလတ်ဖြစ်တယ်နောက်တစ်ခုကမစကနတ်ဖြစ်တယ်နံပါတ်4ကဒုက္ခနဲ့နေရမှာအဲ့ဒီအဇပ်၄မျိုးကိုသူကကြုံတွေ့ရမှာဘာကြောင့်လဲဆိုတော့အလ္လာဟ်နေမတ်ကိုသူကနာကတရီလုပ်ခဲ့တယ်တန်မိုးမဲ့ဆိုတော့သူကဆက်ဆံခဲ့ဒါကြောင့်ကုဖရာနီနေမတ်လို့ခေါ်တဲ့အလ္လာဟ်ရဲ့နေမတ်ကိုတန်မိုးမထားဘူးဆိုရင်ဟေရမာနီနေမတ်အလ္လာဟ်ဟာနေမတ်ကိုပြန်ပြီးတော့ရုပ်သိမ်းတော်မူပါနဲ့